ဖွားကသူစိမ်းယောက်ျားတယောက်နဲ့ဓာတ်ပုံရိုက်ခဲ့ရုံတင်ပါဒါပေမဲ့တစ်ဖက်လူကအဖွားရဲ့မျက်နှာအချက်လက်တွေကိုတုံးပြီးဖုန်းစင်ကတ်10ခုကျော်လောက်ထုတ်ပစ်လိုက်လိမ့်မယ်လို့မထင်ထားခဲ့ဘူးအဲ့ဒီလူကဖုန်းစင်ကတ်တွေနဲ့ဂိမ်းတွေကိုငွေပေးချေတာတွေလုပ်ခဲ့တယ်လို့အရေးကြပေးချေစနစ်ကိုလည်းအဆုံးထိတုံးပစ်လိုက်ပါတယ်အဖွားမှာဒါတွေကိုပြန်ဆက်ဖို့အင်အားမရှိမှန်းဘယ်သူမှလည်းကူညီမှမဟုတ်မှန်းသိနေတဲ့အဲ့ဒီယောက်ျားကအဖြေတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့အဖွားသာတည်သွားရင်အကျွေးအလုံးအလိုအလျောက်ခြေသွားမယ်ဆိုတာပါပဲလမ်းပိတ်သွားတဲ့အဖွားဟာမိရထားပူတာယုံကိုတယောက်တည်းရောက်လာခဲ့ပြီးယထာတန်လန်းပေါ်ခုံချပြီးကိုအဆုံးစီရင်ဖို့လုပ်ခဲ့ပါတယ်တန်လန်းပေါ်ခုံချကနေအချိန်လေးမှာပဲတန်လန်းမှာကတ်ထားတဲ့အဝါရောင်စာရွက်လေးတစ်ခုကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်အဲ့ဒီမှာအကယ်၍မင်းကကဘာကြီးကိုစိတ်ပြတ်နေပြီဆိုရင်ကိုအဆုံးစီရင်မဲ့အစားကလဲစားချေလိုက်ပါလို့ရေးထားပါတယ်အဖွားဟာစမ်းကြည့်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီပေါ်ကဖုန်းနံပါတ်ကိုဆက်လိုက်ပါတယ်သိမကြခင်မှာပဲကလဲစားချေရေးအဖွဲ့ကဂင်ဒိုဂီဟာဖုန်းလက်ခံရရှိပြီးအဖွားရှိတဲ့ရွာကိုချက်ချင်းမောင်းထွက်လာခဲ့ပါတယ်အဖွားဟာရင်ထဲကမခံမရနိုင်ဖြစ်မှုတွေကိုမအောင်ထားနိုင်တော့ပဲငိုယိုပြီးသူ့ရဲ့ကြုံတွေ့ခဲ့ရတာတွေကိုပြောပြပါတော့တယ်တကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကလူငယ်တချို့ရွာထဲကိုရောက်လာပြီးအလကားဖျော်ဖြေပွဲတွေလုပ်ပေးခဲ့တယ်ဖျော်ဖြေပွဲကြည့်ပြီးရင်ကြက်ဥတွေလည်းအလကားပေးခဲ့ပါတယ်ဒီလိုတွေလုပ်ပြီးအဖိုးအဖွားတွေရဲ့ယုံကြည်မှုကိုချက်ချင်းရယူလိုက်တာပါဒါပေမဲ့ဒါကမလုံလောက်သေးပါဘူးအဖိုးအဖွားတွေကပစ္စည်းတွေရဲ့ဈေးနှုန်းကိုမေးလာတဲ့အခါမှာတော့လိန်လယ်သူတွေရဲ့ခေါင်းဆောင်ကဒီပစ္စည်းတွေကအရန်ဈေးကြီးတယ်ပတ်စံတွေအလကားမဖြုံးကြပါနဲ့လို့ဟန်ဆောင်ပြီးတားမြစ်ပါတယ်သူကအပြင်ဘက်မှာအဖိုးအဖွားတွေကိုဂယုစိုက်တယ်လို့နဲ့တကယ်တော့အကွက်ရွှေ့နေတာပါပတ်စံမလိုချင်တဲ့ပုံစံမျိုးနဲ့အဖိုးအဖွားတွေရဲ့ယုံကြည်မှုကိုတဖြည်းဖြည်းချင်းဝယ်ယူလိုက်တာပါဒါကအစပြိုးယုံပဲရှိပါသေးတယ်ကျမ်းမာရေးပစ္စည်းတွေရောင်းတာအပြင်သူတို့ရဲ့အယုံမာဆုံးနီးလန်းကတော့ငါးကြီးများတာပါပဲအဖိုးအဖွားတွေစုမိရင်အိမ်တွင်းရေးတွေကိုပြောတတ်ကြတာကိုအခွင့်ကောင်းယူပြီးကိုရေးအချက်လက်တွေကိုခိုးယူတယ်ပြီးမှပြစ်မှတ်ကိုရွေးလိုက်တာပါကွီနန်တော်ကြီးကရွာမှာတနာစရာကောင်းတဲ့သူအဖြစ်နာမည်ကြီးပါတယ်တားဖြစ်သူကမြို့မှာအလုပ်လုပ်ပြီးအိမ်မပြန်တာကြပါပြီခင်ပွန်းဖြစ်သူကလည်းမကြခင်ကပဲဆုံးပါသွားခဲ့ပြီးဘေးနားမှာသားသမီးမရှိပတ်စံလေးနည်းနည်းရှိပြီးစိတ်ထားကလည်းရိုးသားဖြူစင်သူပါဒီအချက်တွေအားလုံးကလိန်လေသူတွေအတွက်တော့အကွက်ကြပြစ်မှတ်ဖြစ်သွားပါတယ်ဒါနဲ့သူတို့နောက်ထပ်အစီအစဉ်ကိုစလိုက်ပါတယ်အဲ့ဒါကတော့တေချာစီစဉ်ထားတဲ့ကန်ဆန်းမဲ့အစီအစဉ်ပါပဲဒီကန်ဆန်းမဲ့မှာလူအများကြီးပါဝင်တယ်လို့ထင်ရပေမဲ့တကယ်တော့ပေါက်မဲ့သူကိုကြိုတက်မှတ်ထားပြီးသားပါအဲ့ဒါကတနာစရာကွီနန်တော်ကြီးပါပဲကွီနန်တော်ကြီးကအလကားရတာကိုမလိုချင်လို့စုကိုညှင်းခဲ့ပါတယ်ဒီအကွက်ကမအောင်မြင်တော့တခြားနီးလန်းကိုပြောင်းသုံးရပါတော့တယ် professional လိန်လေသူတွေပြီးသူတို့အတော်ဆုံးကတော့ဟန်ဆောင်တာပါပဲအရင်ကခိုးထားတဲ့အချက်လက်တွေအရကွီနန်တော်ကြီးဟာတားဖြစ်သူအိမ်မပြန်လို့အထီးကျန်နေပြီးအဖော်ကိုအယမ်းမှတ်မောနေမှန်းသိထားပါတယ်ဒါနဲ့လိန်လေသူကသူ့မှာဖျားနာနေတဲ့တားတယောက်ရှိပါတယ်ဆိုပြီးပုံမြင်နေဆင်ပါတယ်သူစူးစမ်းပန်းစားအလုပ်လုပ်နေတာဟာတားရဲ့ဆေးဖို့အတွက်ပါလို့လိန်ပြောပါတယ်ဒီလိုတရုပ်ဆောင်ချက်ကကွီနန်တော်ကြီးရဲ့စိတ်ကိုလှုပ်ခတ်သွားစေပါတယ်လိန်လေသူရဲ့အလုပ်ကိုကူညီတဲ့အနေနဲ့သူချွေတာပြီးစုထားတဲ့ဝန်တန်းပေါင်းများစွာကိုထုတ်ပြီးကျမ်းမာရေးပစ္စည်းဝယ်ဖို့လုပ်ပါတယ်